ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့အသက်80ပဲအိန္ဒိယအလီမာမေမေကြီးရောရှနီဒီဘီဆန်ဝမ်အကြောင်းပါပဲသူမကဘာလို့လဲဆိုတော့လေအစစ်မြေရောင်ယောဂါကိုမမှုပဲအသက်ကြီးမှအလေးမှကစားအခုဆို social media မှာတော်တော်နာမည်ကြီးနေတဲ့အသက်80အဖွားဖို့တကယ်ကိုအားကျစရာနော်သူမအသက်68နှစ်မှာဒူးစစ်တွေကနားလာရော arthritis လေဆရာဝန်ကတော့နားပါတိတ်မလှုပ်ရှားနေပြောပေမဲ့လေးလလောက် physiotherapy လုပ်ပြီးရောလေတာဖြစ်သူကတိုက်တွန်းလို့2022ကြာမှာ gym စကစားဖြစ်တာအဲ့ဒီမထိုင်ခင်ကလေ့ကျင့်ခန်းဆိုတာလုပ်ကိုမလုပ်ဘူးတဲ့အခုဆိုဘလောက်မနိုင်နေပြီလဲဆိုရင် trap bar deadlift ဆို105ကီလို leg press ဆို120ကီလို squat down 60ကီလိုထိမနိုင်တယ်အန်တော့ဖို့ကောင်းတာကလေ့ကျင့်ခန်းလုပ်တာကိုအိန္ဒိယရိုးရဝတ်စုံစာဝကူတာနဲ့ပဲလုပ်လို့ရှိရတယ် Instagram မှာသူ့အကောင့် weightlifter mommy ဆိုတာ follower 1000ကျော်တောင်ရှိနေပြီသူအဓိကပေးချင်တဲ့ message ကပါလဲဆိုတော့အသက်ဆိုတာဘာမှအရေးမကြီးဘူးရဆိုတာပဲဆိုတော့ Roshni Devi Sanwan ရဲ့ဆွဲကတော့အသက်ဆိုတာတကယ်ကိုကိန်းဂဏန်းတစ်ခုပဲဆိုတာတက်တည်ပြနေရပါပဲ